အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုကဆောက်လုပ်ရေးလုပ်ငန်းနဲ့ဆိုင်တဲ့ဗဟုသုတတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးပြပြသွားမှာကဟက်ကိုလုပ်ငန်းရဲ့အရေးကြီးပုံဖြစ်ပါတယ်ဟက်ကိုရရချင်းရဲ့အဓိကရွေးချက်ကတော့အောက်ခံမြေအမှာရရှိအောင်ဖြစ်ပါတယ်တချို့ဒီဇိုင်းတွေမှာဆိုရင် retaining wall တွေမှာပါဟက်ကိုရိုက်တက်ကြပါတယ်မြေရမ်းပြော့နေခြင်းရေထွက်တဲ့မြေဖြစ်နေကြရင်ဟက်ကိုလုပ်ငန်းမှာပါသီးတိုင်အောင်မြေသားတောက်တင်ပြီးအမှာခံရအောင်အတွက်ဟက်ကိုရိုက်ပြီးရတတ်ပါတယ်ဟက်ကိုရိုက်တဲ့အခါမှာအုတ်ခဲချိုးတွေလုံးဝမသုံးသင့်ပါဘူးအောက်ခက်မြေမကောင်းလို့အမာခံရဖို့အတွက်ဟက်ကိုရိုက်ပါတယ်ဆိုမှအမာခံမဖြစ်နေဘူးဆိုရင်ဖူတင်17မှန်ဖြစ်နိုင်ပါတယ်ဟက်ကိုကြောင့်အဆောက်အဦတစ်ခုလုံးပြိုကျသွားနိုင်ပါတယ်ဘောဘောဆဆလုံးဝမလုပ်သင့်ပါဘူးဤစနစ်မှန်ပစ္စည်းမှန်မှာအဆင်ပြေမှာဖြစ်ပါတယ်အခုနောက်ပိုင်းဒီဇိုင်းတွေမှာ6လက်မ9လက်မကြောက်တွေနဲ့ဟက်ကိုရိုက်ကြတာများပါတယ်ဟက်ကိုရိုက်မယ်ဆိုရင်ပထမဆုံး6လက်မ9လက်မကြောက်တွေကိုသတ်မှတ် level ရောက်တဲ့အထိအတက်နိုင်ဆုံး point နဲ့အောင်သေချာနေရာချစီးပေးရပါမယ်ကြောက်စီရာပြီးဆုံးသွားပြီဆိုရင်တဲချက်ပေးရပါမယ်။ကြောက်ကြားဟနေတဲ့နေရာလွတ်တွေကိုတဲရအောင်ရေနဲ့ထိုးချပေးရပါမယ်။ရေထိုးချလို့တဲတွေကျသွားပြီးတက်မဲ့ level မရဘူးဆိုရင်တဲပြန်ဖြည့်ရေထက်ထိုးပေးရပါမယ်။တဲရေဝသွားတဲ့အခြေအနေမျိုးရောက်ရှိပြီးတော့တက်မဲ့ level ပြည့်မီပြီဆိုရင်ဟက်ကိုရချင်းလုပ်ငန်းပြီးဆုံးသွားပါပြီ။ဒီဘက်လည်းကိုလမအမြင့်ရှိတဲ့ဟက်ကို10လုံးစာအတွက်တွက်ချက်ကြည့်မယ်ဆိုရင်အလျားအနံအမြင့်ကိုမြောက်လိုက်တဲ့အခါမှာကျုပ်ပစ်ဖီကုပချင်းရရှိတော့မှာဖြစ်ပါတယ်။ရရှိလာတဲ့ကုပချင်းကိုမိမိအသုံးပြုမဲ့ဟက်ကိုအရေးအတွက်နဲ့မြောက်ပေးရပါမယ်။ရရှိလာတဲ့ချင်းရေအတွက်ကတော့ဟက်ကိုရိုက်ဖို့အတွက်6လက်မ9လက်မကြောက်စိုက်တွေဝယ်ရမယ့်ချင်းဖြစ်ပါတယ်။နောက်ထပ်ပြပြပေးခြင်းနဲ့ဆောက်လုပ်ရေးဆိုင်ရာဘူသူရကတော့လင်းကွန်ကရစ်လောင်းရခြင်းရဲ့ရွေးချက်ပဲဖြစ်ပါတယ်။လင်းကွန်ကရစ်လောင်းရခြင်းရဲ့ရွေးချက်ကလိုအပ်တဲ့ကြမ်းကင်း level အညီရအောင်ဖူတင်စကားတွေကော်လန်တိုင်းတွေနေရာချပြီးတော့ပါရပေးတဲ့အခါမှာအလွယ်ကူဆင်ပြေစေဖို့ဒီကြီးကအစိုးရတွေကဖူတင်ကိုတိုက်ရိုက်မထိတွေ့စေဖို့ဖြစ်ပါတယ်။လင်းကွန်ကရစ်ကိုပိုလောင်းမိသွားမယ်ဆိုရင်လည်းဒီအတိုင်းဆက်ထားလိုက်ရပါမယ်။ဖူတင်အထူကိုလုံးဝ short ပေးလို့မရပါဘူး။ဥပမာအနေနဲ့၄ပေပတ်လဲ3လက်မအထူရှိတဲ့လင်းကွန်ကရစ်10လုံးစာကိုတွက်ချက်ပေးပါမယ်။လင်းကွန်ကရစ်တနေရာစာတစ်လုံးစာရဲ့ကျင်းကိုသိချင်တဲ့အတွက်အလျားအနံအမြင့်ကိုမြောက်လိုက်တဲ့အခါမှာတစ်လုံးစာရဲ့ကျင်းကိုရရှိတော့မှာဖြစ်ပါတယ်။တွက်ချက်လို့ရလာတဲ့တစ်လုံးစာကျင်းရေအတွက်ကိုမိမိအသုံးပြုဆောက်လုပ်သွားမယ့်ကျင်းရေအတွက်နဲ့မြောက်ပေးရပါမယ်။၄ပေပတ်လဲ3လက်မအမြင့်လင်းကွန်ကရစ်လောင်းဖို့10နေရာစာအတွက် total cubic feet က40 cubic feet ရရှိတော့မှာဖြစ်ပါတယ်။100 cubic feet မှာ1440ပေါင်ရှိရတဲ့အတွက်ကြောင့်40 cubic feet မှာ986ပေါင်ရရှိသွားမှာဖြစ်ပါတယ်။ဘီလက်မီတာမှာ112ပေါင်ရှိရတဲ့အတွက်ထွက်ရှိလာတဲ့တွက်ချက်လို့ရရှိလာတဲ့986ပေါင်ကိုစားလိုက်တဲ့အခါမှာဘီလက်မီအိတ်9ဝန်းကျင်ရရှိသွားမှာဖြစ်ပါတယ်။လင်းလောင်းဖို့အသုံးပြုရမယ့်ကြောက်ရည်အတွက်ကိုတွက်ချက်ချင်တယ်ဆိုရင်100 cubic feet မှာ96 cubic feet ရှိရတဲ့အတွက်ကြောင့်40 cubic feet မှာတော့ 0.4 ကျင်းရရှိသွားမှာဖြစ်ပါတယ်။လင်းလောင်းမှုအတွက်အသေးအရေအတွက်ကိုတွက်ချက်မယ်ဆိုရင်တော့100 cubic feet မှာ48 cubic feet ရှိတဲ့အတွက်ကြောင့်40 cubic feet မှာတော့ 0.2 ကျင်းစာရရှိသွားမှာဖြစ်ပါတယ်။နောက်ထပ်ပြသွားမယ့်ဆောက်လုပ်ရေးဘူသူတာကတော့ဖူတင်တန်ချီတန်ခွေးလုပ်တဲ့လုပ်ငန်းဖြစ်ပါတယ်။ဖူတင် river ပေါ်တန်ချီတန်ခွေးလုပ်ငန်းကဖူတင်စကားမချခင်မှာလင်းလောင်းထားတဲ့နေရာတွေဖောင်ဝဲရိုက်ထားတဲ့နေရာတွေကိုတန်ရှင်းပြုလုပ်ပေးရပါမယ်။3လက်မ2 cover block တုံးတွေကိုခုပေးရပါမယ်။ဖူတင်စကားရက်ထားတဲ့ဟာတွေကိုဒီဇိုင်းပါ schedule အတိုင်းစီစဉ်ထားရှိပေးရပါမယ်။ river schedule ကိုသေချာနားလည်အောင်ဖတ်ပေးရပါမယ်။ cover block နဲ့ထိနေတဲ့ river က main bar ဖြစ်ပါတယ်။နောက်တစ်ပြသွားချင်တာက column river wall ဖြစ်ပါတယ်။တန်ကြောင်း spacing site အရေးအတွက်တွေကိုဒီဇိုင်းပါ schedule အတိုင်းဆောင်ရွက်ပေးရပါမယ်။ဘိုင်းဒီဝါယာတန်ကြိုးတွေကိုတင်းရင်စွာချီနှောင်ထားပေးရပါမယ်။ cover block တုံးတွေကိုချီနှောင်ထားပေးရပါမယ်။တန်ဆင်ပြီး forward မကခင်မှာတိုင်ချီတွေကိုတန်ရှင်းပြုလုပ်ပေးရပါမယ်။ column လက်ပြီးမှန်ပေးရပါမယ်။အုပ်ရိုးအတွက် column တိုင်းမှာထည့်ထားတဲ့တဝဲပါးကအုပ်ရိုးတီနေရဘင်းညာအလဲအတိုင်းမှန်စစ်ဆေးပေးရပါမယ်။တိုင်ကွင်းတွေကို column တိုင်းမှာတက်ဆင်တဲ့နေရာမှာ design drawing မှာပေးထားတဲ့ spacing အတိုင်းတိကျမှန်ကန်စွာတက်ဆင်ပေးရပါမယ်။တိုင်ကွင်း hood 135 ဒီဂရီတွေကတောင်း1000ထဲမှာရှိမနေဘဲနဲ့တောင်း4000လုံးမှာလှည့်ပြီးတော့ချီနှောင်ထားပေးရပါမယ်။ short column ထောင်းတဲ့နေရာမှာဖူတင်စကားနဲ့တွဲထားတဲ့ column တန်းချောင်းဘဲချေရဲ့ development land က design drawing မှာ dimension အတိုင်းရှိနေရပါမယ်။
development land က compression development land ဖြစ်တဲ့အတွက်ကြောင့် compression development land formula နဲ့တွက်ချက်ပြီးတော့တက်ဆင်ပေးရပါမယ်။ဆောက်လုပ်ရေးဆိုင်ရာဗဟုသုတတွေကိုကြားနေတဲ့ဆိုရင် channel ကို subscribe like and comment တွေပြုလုပ်သွားပေးကြပါအခုလိုနောက်ထပ်ဆောက်လုပ်ရေးဆိုင်ရာဗဟုသုတတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်။